လာပါမတင်တန်းလေးစုံစမ်းကြလို့ပါရှင် ဒီမှာပါညီမလေးဗာတင်တန်းကြီးတွေစုံစမ်းနေတာလေရှင် ဒီမာလေးကလေအဖိုးအောင်ထားပြီးပါပြီမှာကျွန်တော်တို့သွားဖို့လေဘာလို့ဆက်လို့ကမှမသိလို့ပါအဖိုးနဲ့လေလောက်ခေါ်စာလေးရောတွေ့မိသေးလားမဒီမာလေးကလေကျွန်တော်မြန်သွားခြင်းလို့ပါဒီမာလေးကကောင်လေးကလေကျွန်တော်ရောက်နေလို့ပါမရဲ့ ညီမလေးရဲ့စကားကိုအမြင်သွားချင်တာလားဒီဘက်အမြင်သွားပြီဆိုရင်တော့ညီမလေးတူကူတင်းနဲ့သွားတာပုံပြီးတော့မြင်နေနော်တူကူတဲ့တန်းလေးတွေရောစိတ်ဝင်စားလားညီမလေး ဒီကူလေးတန်းလေးရာလေးဘာလေးရှိနေမှာ အဲ့ဒီမှာညီမလေးဆက်တော့ဆိုင်ဆိုရင်ရောအလုပ်ခေါ်တာလေးရောစိတ်ဝင်စားရဲ့လား ဒီမာလေးကလေဟင်းချက်ခါတာဝါသနာမပါဘူးမရဲ့ဒီမာလေးကကောင်လေးကလေသူ့ပဲတစ်လုံးချက်ကြည့်မယ်ဆိုပြီးပြောထားတာမရဲ့ ဒါဆိုရင်ရောညီမလေးကော်ဖီပေါ်စိတ်ဝင်စားလားကော်ဖီကကြတော့လေညီမလေးတော့ကြတော့စကားပြောသိနေလို့ပေါ့နော်ညီမလေးကကောင်းလေးကြောင့်တနေ့ပုံထိုင်စင်းစားပြီးမလို့နေဆိုရင်စင်ပြေတယ်ညီမလေး Hey, that's pretty good. အော်အဲ့ဒါဆိုလို့ရှိရင်စိတ်ဝင်စားတယ်မအဲ့တန်းလေးကလေဘယ်တော့ဖွင့်မလဲမ ကောင်းလို့ကတော့ညီမလေးတော့ကြတော့ဒီတလပိုင်း30ရက်နေဖွင့်မှာပေါ့နော်အချိန်လေးတွေကတော့တစ်ပတ်ကမှ3ရက်ပေါ့နော်သူကတော့တောက်ကြစနေတနင်္ဂနွေအချိန်ရကြတော့2နာရီကနေပြီးတော့3နာရီခွဲထိပါညီမလေး Perfect. ဟောအဲ့ဒါဆိုလို့ရှိရင်တစ်ခါလေးအပ်သွားလိုက်မယ်နော်မ ဟုတ်ကဲ့ပါရပါတယ်ညီမလေး 2 hours later. ပတ်စံတစ်ခါလေးပါမလာဘူးတော့တကယ်တော့လေဒီမာလေးကတင်တဲ့စုံစမ်းရုံပဲလာခဲ့လိုက်တာဆိုတော့လေ online ကနေအပ်လို့ရလားမ Okay. အဲ့တော့ညီမလေးအမားတို့ရဲ့တုံညာကိုခုခေါ်လေး2833လို့ရှိကိုဆက်သွယ်ပြီးတော့မှ Bye bye နဲ့တစ်စင်းအဲ့လိုရပါတယ်နော်ညီမ ဟုတ် လေး ကဲ့စုပါရှင်ဆက်တယ်လိုက်ပါမယ်နော် ဟုတ်ကဲ့ပါညီမလေးကျေးဇူးပါ